မင်္ဂလာပါရှင်ဒီကနေ့မှာတော့အဖိုးဖွားတို့အတွက်သတင်းကောင်းတစ်ခုကိုတင်ဆက်ပေးပါမယ်2024-2025ဘဏ္ဍာရေးနှစ်အတွက်လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်မှာအကျိုးခံစား권ရရှိနိုင်မှုအသက်85နှစ်ပြည့်ပြီးတဲ့တက်ကြီးပုဂ္ဂိုလ်တွေအနေနဲ့လာမယ့်မေလ31ရက်နေ့နောက်ဆုံးထားပြီးစီးရင်ပေးသွင်းကြဖို့လူမှုဝန်ထမ်းဦးစီးဌာနကနေအတည်ပြုနှိုးဆော်ထားပါတယ်ရှင်လူမှုဝန်ထမ်းဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ1942ခုနှစ်ဧပြီလ1ရက်1302ခုနှစ်ဒုလဆန်း6ရက်မတိုင်မီကမွေးဖွားခဲ့ကြတဲ့အသက်85နှစ်ပြည့်ပြီးသူအဖိုးဖွားတွေဟာယခုလူမှုရေးပင်စင်အစီအစဉ်မှာအကျိုးခံစား권ရရှိကြမှာပဲဖြစ်ပါတယ်။အဆိုပါလူမှုရေးပင်စင်ခံစား권ရရှိဖို့အတွက်သက်ဆိုင်ရာရက်ကွက်သို့မဟုတ်ကြီးပါအုပ်ချုပ်ရေးမှုရုံးတွေနဲ့မိမိတို့နဲ့နီးစပ်ရာလူမှုဝန်ထမ်းရုံးတွေမှာအဖို့2026ခုနှစ်မေလ31ရက်နေ့နောက်ဆုံးထားပြီးစီးရင်ပြီးသွင်းနိုင်တယ်လို့သိရပါတယ်။အခုဗန်နာရေးနှစ်အတွင်းမှာအကျိုးခံစား권ရရှိတဲ့အဖိုးဖွားတွေကို3လပတ်2ကြိမ်ခွဲပြီးစုစုပေါင်း6လစာထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတယ်။အထူးသဖြင့်ယခုနှစ်ကစတင်ပြီးတော့ထောက်ပံ့ငွေတွေကိုလက်ဝယ်အရောက်ပေးရမယ့်အစားဖုန်းတို့ငွေလွှဲစနစ် mobile money ဖြင့်ပြောင်းလဲထောက်ပံ့ပေးသွားမှာဖြစ်တာကြောင့်ကျိုးခံစား권ရရှိသူမိဘပြည်သူတွေအနေနဲ့မိမိတို့လက်ခံရယူလိုတဲ့ဖုန်းငွေလဲဝန်ဆောင်မှုအကောင့်ဥပမာငွေမန်နီ KB စသည်တွေကိုမိမိတို့ရဲ့လက်ကင်ဖုန်းတွေမှာကြိုတင်ခွင့်လစ်ထားကြဖို့လည်းနှိုးဆော်ထားပါတယ်အဆိုကလူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်နဲ့ပတ်သက်ပြီးအသေးစိတ်ထပ်မံသိရှိလိုပါကလူမှုဝန်ထမ်းဦးစီးဌာနရဲ့ helpline ဖုန်းနံပါတ်1566သို့မဟုတ်398899 9333တို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ဒါကြောင့်မြပြည်သူတွေအနေနဲ့မိမိတို့အိမ်ကအသက်85နှစ်ပြည့်ပြီးတဲ့အဖိုးဖွားတွေရဲ့အခွင့်အရေးတွေမဆုံးရှုံးရလျောက်မေလအကုန်အမီစည်ရင်ပေးသွင်းနိုင်မှုနှိုးဆော်တိုက်တွန်းရင်းနဲ့သက်ဆက်လိုက်ရပါတယ်ရှင်။